ရှင်ဖေတပည့်တော်တို့ကုသိုလ်ရှင်များကဒီဝတ္ထုငွေ300ကျပ်ကိုကျော်ဝယ်မြို့၌ဘေးဒဏ်ကြောင့်ဖြစ်ရရှိသောရှင်ဗျဒါကြတော့ location ကဘယ်မြို့လဲဗျပျော်ပွဲမြို့ဖြစ်ပါတယ်မန္တလေးတိုင်းဒေသကြီးပျော်ပွဲမြို့ဖြစ်ပါတယ်ဒီမှာဗျဒီပျော်ပွဲမြို့မှာပျက်စီးဆုံးရှုံးမှုစီးရင်လေးများရှင်ဗျသိလားဗျဦးဇင်းတို့ဒီမှာကြည့်လိုက်ပါအိမ်ချက်ကတော့မနေ့ကညနေကောက်ထားတဲ့ဒီ184အခုအသစ်တွေထပ်တိုးတော့200ခန့်ရှိပါတယ်ဒီမှာဗျတေဆုံးတဲ့ပုံစံတွေလည်းပဲဒီမှာ169စင်းရထားပါတယ်နောက်ထပ်အသစ်လည်းပဲကျေးလက်ဒေသတွေကဖြစ်တော့သူတို့ကဒါအကြောင်းကြားခိုင်ရန်လုံးအကြောင်းကြားတော့ထပ်ထည့်တော့200ခန့်ရှိတယ်ဒီမှာစင်းတိကျတော့ဒီညဆိုထွက်မှာဒီမှာဗျဒါရရတဲ့ပုံစံတွေ138တို့မင်းညနေကြီးရထားတယ်ဒီနေ့ထပ်တိုးတာတွေအနေချင်းရှိတယ်အဲ့တော့ဒီဟာကဦးဇင်းတို့ဒီကကုညီဆောင်ရွက်ပေးနေတဲ့စင်းဖြစ်ပါတယ်ဒီမှာအခုကျတော့အရှင်ပြားတို့အနေနဲ့ကျတော့ဒီနေ့တနေ့ကိုဘယ်လိုကုညီဆောင်ရွက်မှုမျိုးလေးတွေပြုလုပ်ပေးနေပါသလဲခင်ဗျအဲ့တော့ဘုန်းကြီးတို့ဒီကအဖွဲ့တွေကတော့ဘုန်းကြီးတို့ပြောဝယ်မြို့မှာတခါလေးတို့သိတဲ့အတိုင်းရက်ွက်ကြီး၄ရက်ွက်လောက်ကအဓိကဒီဈေးတစ်ဝိုက်မှာရှိတဲ့အိမ်တွေပြိုကျသွားတယ်ပေါ့နော်ဒီမှာဗျအဲ့တော့ဒီရောင်းဝယ်ဖောက်ကားမှုအဓိကမြို့ရဲ့အသည်းနှလုံးနေရာဆိုတော့အဲ့ဒီနေရာမှာရှိတဲ့တိုက်ပြိုတိုက်ပြက်တွေကိုရှင်းထုတ်နိုင်ရေးကအဓိကကြတယ်အဲ့ဒါကိုအစိုးရကလည်းလုပ်နေရရှိတယ်ပုဂ္ဂလိကတခြားဖွဲ့စည်းတွေလုပ်နေရရှိတယ်ဘုံတို့ကလည်းပဲအားဖြည့်ပြီးလုပ်ပေးတယ်ဘုံတို့နဲ့အပါစီကလူနဲ့တွဲပြီးတော့ဗတ်ဘူး6စီပေါ်ကား10စီလောက်နဲ့အခမဲ့ဒီဟာတွေကိုဖြိုဖျက်ပြီးတန်ရှင်းလုပ်ငန်းအဲ့ဒီဟာကတော့ဘုန်းကြီးတို့အဖွဲ့ရဲ့အဓိကလုပ်ငန်းဖြစ်တယ်ဒီမှာဗျာဟောတပည့်တော်တို့ကတော့မွန်ပြည်နယ်ကရင်ပြည်နယ်ကလာတာပါဗျာတပည့်တော်ကတော့ကရင်ပြည်နယ်ဇာသွင်ကျေးရွာပါဗျာမင်းသားပရိဒတ်ပါဗျာဟုတ်ကဲ့ဒါတော့ပရိဒတ်ညီကိုမောင်နှမတွေပါဗျာဟိုကတော့ကင်မရာရိုက်ပေးနေတော့မင်းထက်နိုင်လေးနဲ့သူကတော့ကရင်ပြည်နယ်ကပါဗျာဘုန်းကြီးတို့ပျော်ပွဲမြို့ကိုအခုလိုလာပြီးတော့ထူပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီမှာဗျာအဲ့ဒါတပည့်တော်ကအရှင်ပြားတို့ဒီပျော်ပွဲမြို့ပျော်ပွဲမြို့အတွက်ပြန်လဲထူထောင်ရေးလုပ်ငန်းပဲဖြစ်ဖြစ်အရှင်ပြားတို့ဒီအရှင်ပြားရဲ့ပရိဒတ်လုပ်ငန်းလေးတွေမှာပြန်လဲလှူဒန်းပေးနိုင်မှုအတွက်တပည့်တော်မင်းသားပရိဒတ်9ရက်သားသမီးတွေကနေပြီးတော့300လောက်လှူပေးသွားမယ်ဖေ။လှူခွင့်ပြုပါဖေ။ကဲဒါလေးပဲ။ကပ်ပြီးလုံးမဲ့ဖွဲ့လား။ကပ်ပြီးလုံးမဲ့ဖွဲ့။သမီးကကပ်ပြီးလုံးလာလား။သမီးကကပ်ပြီးလုံးကဲဆုတောင်းလေးလိုက်ဆုကြပါနော်အရှင်ဖေယားတပည့်တော်တို့ကုသိုလ်ရှင်များကဒီဝတ္ထုငွေ300ကျပ်ကိုကျော်ဝယ်မြို့၌ဘေးဒဏ်ကြောင့်ဖြစ်ရရှိသောမြို့သူမြို့သားများ၏ခက်ခဲများကိုကူညီပေးရန်အတွက်လူတန်းပါ၏ကောင်းမှုကြောင့်တပည့်တော်တို့ကုသိုလ်ရှင်များမြို့သူမြို့သားများနိုင်ငံသားများအားလုံးတို့သည်ဒီကဲ့သို့သောဘာဝဘေးရန်အန္တရာယ်မျိုးတို့မှထာဝရကျင်းဝေးကြပါစေသာကျမ်းမှာချမ်းသာပြီးလျင်လောကအကျိုးသာသနာအကျိုးကိုသေဖို့နိုင်သောကောင်းများရှိရပါလို့ဒီကောင်းမှုသည်လက်ဖို့နိဗ္ဗာန်၏ထောက်ပံ့ဖြစ်ပါစေသာအရှင်ဘုရား